ကိုကလေးနဲ့ကဘယ်မှနေပြီလားဘယ်မှမဟုတ်ကိုကလေးချစ်တယ်လေဒါနဲ့ကိုတလုံးကရောင်းလာဆောင်စမ်းသွားတယ်ကိုနဲ့မှရောကလေးကိုကြိုးစားနေတာအဆင်ပြေသွားပြီလားကိုခိုင်းရဲ့အသေးအတိုင်းတို့ကလည်းအသက်ကြီးပြီဆိုတော့ဒါတော့လေခုဒီတော့အဆင်မပြေသေးဘူးဒီရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒီလိုရှိမှဗာသတင်းကောင်းလေးရှိတယ်ရှိတာပေါ့တကယ်ချင်းရဲ့အသက်ကြီးတာစိတ်ညစ်စရာမဟုတ်ဘူးလေဒါသမီးရတနာရဖို့ဆိုတာတစ်ခါတလေမှအမျိုးသားမှလည်းအားနည်းချက်လေးရှိတယ်လို့အမျိုးသမီးမှလည်းအားနည်းချက်လေးရှိတယ်အဲ့တော့ဘာလို့ကဘသူစီမှအားနည်းချက်လေးရှိတယ်ဘာအားနည်းချက်လေးဆိုတာတည်တည်ချာချာတိတိကျကျစစ်ဆေးဖို့အရေးကြီးတယ်အဲ့လိုစစ်ဆေးမှလည်းကတော့အဖြေရှာလို့ရမှာပေါ့အဲ့ဒါလည်းခုငါတို့နဲ့ချိန်ထားတဲ့စေယုံလေးမှာစစ်ဆေးလို့ရနေပြီလေโอเคတကယ်ကြီးအဲ့ဒါစစ်ဆေးပြီးရင်တော့ငါတို့ဘာလဲဆက်လုပ်ဖို့လို့စစ်ဆေးပြီးလို့ရှိရင်လည်းငါတို့ကဖန်ပြတဲ့သားနည်းပညာကိုသုံးလို့ရတယ်။တစ်ခုကတော့ IVF in vitro fertilization ဒုတိယတစ်ခုကတော့ ICSI လို့ခေါ်တယ်။နှစ်ခုလုံးကတော့အရှိဦးဆိုအရင်ဦးဆုံးတော့အမျိုးသမီးဘက်ကနေသားဥတွေကိုကြွေအောင်လို့အရင်လှုံ့ဆော်ရတယ်ပေါ့နော်။ပြီးတော့အသားဥကိုထုတ်ယူတယ်။ဒုတိယတစ်ခါအမျိုးသားဘက်ကတုပ်ပိုးကိုယူတယ်ပေါ့။ပြီးတော့မှအပြင်ပဖန်ပြွန်ထဲမှာပဲဒီနှစ်ခုကိုတွေ့ပြီးတော့ပေါင်းဆက်စေပြီးတော့တရေသားလောင်းဖြစ်အောင်လုပ်တယ်။ပြီးတော့အဲ့ဒီတရေသားလောင်းကိုမိခင်ရဲ့1 mite တဲ့နေကိုပြန်ထည့်တာပဲဖြစ်တယ်ပေါ့နော်။ကွာခြားချက်ကတော့ IVF မှာကကြတော့ဒီအမျိုးသမီးရဲ့သားဥတစ်လုံးနဲ့အမျိုးသားရဲ့တုပ်ပိုးတွေပေါ့နော်တုပ်ပိုးရေးအတွက်အများစွာကိုတွေ့စေတယ်တွေ့စေပြီးတော့သူတို့တတိအောင်စေတယ်ပေါ့ ICSI ကြတော့ဒီတုပ်ပိုး quality မကောင်းတာတို့ဒါအမျိုးသားရဲ့ဒီအားနည်းချက်တွေရှိတဲ့လူတွေမှာပို့ပြီးတော့အသုံးပြုတယ်သူကကြတော့တုပ်ပိုးတစ်ကောင်နဲ့သုံးတယ်အမျိုးသမီးရဲ့သားဥတွေကိုဒီတုပ်ပိုးကိုထိုးထည့်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ်အဆင်ပြေတဲ့ညီကိုနဲ့တင့်တော်တဲ့ညီကိုရွေးချယ်လို့ရတယ်အဲ့ဒါဆိုရင်တယောက်ပဲယူလို့ရတာအမွှာတွေပါလည်းယူလို့ရတာအမွှာလည်းယူလို့ရတယ်3ယောက်လည်းယူလို့ရတယ်4ယောက်လည်းယူလို့ရတယ်ဒါပေမဲ့တချို့ကြတော့လေအခုတယောက်ယူလေပေါ့နော်2နှစ်3နှစ်လောက်ချားလိုက်တယ်ပြီးတဲ့အခါမှာခုနကတော့တတိသားလောင်းယူပဲတခါလေမိခင်ဝမ်းပိုက်ချင်ကိုပြန်ထည့်ပြီးတော့ကိုယ်ထက်ဆောင်လို့ရတယ်ဆိုလိုချင်တာကငါတို့ရဲ့မမျိုးဦးတွေကတုပ်ပေါ်တွေကိုအသက်ကြီးမသွားတော့ဘူးပေါ့နော်တကယ်ကောင်းလိုက်တာအဲ့ဒါဆိုရင်တော့အဲ့တော့တကယ်ချင်းရဲ့အမနဲ့အကိုဆုံးပဲကိုလေတို့တူကဲသားလုပ်ရတဲ့တစ်ခါလောက်ခေါ်လာခဲ့ပါဦးတေချာလေးရှင်းပြပေးပြီးခုညီပေးချင်လို့ပါโอเคတကယ်ခေါ်လာခဲ့မယ်လေဟုတ်ကဲ့အားလုံးလည်းအဲ့ဒါကြောင့်မို့လို့တာသမီရဲ့နိုင်ကိုခက်ခဲနေတယ်ဆိုရင်ကျမတို့တူကဲကအခုဆိုရင်အိန္ဒိယနဲ့ဘန်ကောက်မှာရှိတဲ့စေယုံကြီးများနဲ့ချိတ်ဆက်ပြီးဖန်ပြတဲ့တာနည်းပညာနဲ့စစ်ဆေးတဲ့နည်းပညာတွေအားလုံးကိုဝန်ဆောင်မှုပေးနေပြီဖြစ်ပါတယ်ရှင်